Revit နဲ့အနုံလုပ်တဲ့အခါမှာလေဂျုံနေကြပဿနာလေးရှိတယ်ဟုတ်အဲ့ဒါကိုဘယ်လိုဖြည့်ရှင်းမလဲပြောကိုယ့်ရဲ့ project workflow ကိုဘယ်လိုပိုကောင်းအောင်ပုံမြန်အောင်လုပ်မလဲဆိုတော့အဲ့ဒီကကြတဲ့နီလန်းလေးတွေကိုဒီမှာပြောပြသွားမှာပါကဲအသေးစိတ်ကိုအတူတူကြည့်လိုက်ကြအောင် ဟုတ်ပြီဒီနေ့မှာတော့အဓိကအပိုင်း၄ပိုင်းကိုဆွေးနွေးသွားမယ်ပထမဆုံးကတော့အဖြစ်များဆုံးပြေတနာဟိုဟာဆွဲလိုက်ပျောက်သွားလိုက်ဒီဟာဆွဲလိုက်ပျောက်သွားလိုက်ဖြစ်နေတဲ့ element တွေကိုဘယ်လိုပြန်ရှာမလဲဆိုတာကနေစမယ်ပြီးရင်တော့ model ထဲကအရာတွေကိုပို့ပြီးထိန်းချုပ်နိုင်အောင် project view တွေကိုပို့ပြီးစက်မှတ်ကြကြသုံးနိုင်အောင်နောက်ဆုံးမှာတော့ Revit ရဲ့အသက်သွေးကြောဖြစ်ခဲ့ family တွေကိုဘယ်လိုထိရောက်စီမံခန့်ခွဲမလဲဆိုတာကိုဆက်ပြီးလေ့လာသွားကြပါမယ် Revit မှာအဖြစ်အများဆုံးနဲ့စိတ်အညစ်ရဆုံးအခက်ခဲကတော့ကိုဆွဲလိုက်တဲ့အရာတွေ view ထဲမှာရုတ်တရက်ပေါ်မလာတော့တာပါပဲကဲဒီပြဿနာကိုဖြေရှင်းဖို့စနစ်တကျလိုက်လို့ရတဲ့နီလန်းတွေကိုတစ်ချက်ကြည့်လိုက်ကြရအောင်ဒီမေးခွန်းက Revit သုံးတဲ့သူတိုင်းနီးပါးရင်ဆိုင်ဖူးမှာပါကိုချိန်ပေးပြီးဆွဲလိုက်တဲ့ wall to door တို့ကဘေးရောက်သွားမှမသိပျောက်သွားတဲ့အခါတော်တော်လေးကိုစိတ်ရှုပ်စရာကောင်းပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့တော့ဖြေရှင်းဖို့နီလန်းရှိပါတယ်ပြောင်းနေတဲ့ element တွေကိုပြန်ရှာဖို့အတွက်ဆိုရင်ဒီအဆင့်ချက်ဆင့်ပါတဲ့ checklist ကအကောင်းဆုံးပါပဲ။များသောအားဖြင့်ဒီအစီအစဉ်အတိုင်းတစ်ခုချင်းစီစစ်သွားလိုက်တာနဲ့ပြဿနာကဘာလဲဆိုတာကိုတွေ့သွားပါလိမ့်မယ်။ဆိုတော့ element တစ်ခုခုပြောင်းသွားပြီဆိုတာနဲ့တခြားဟာတွေမစင်စားခင်ဒီချက်တွေကိုရင်ဆုံးစစ်ဆေးကြည့်ဖို့ကြံပေးချင်ပါတယ်။ကဲပြဿနာဖြေရှင်းတဲ့အပိုင်းကနေခဏခွာပြီးတော့ model တွေကိုပို့ပြီးတိကျကျထိန်းချုပ်နိုင်စေမယ့်အခြေခံ modeling နည်းလမ်းကောင်းလေးတွေဘက်ကိုတစ်ချက်လောက်ကူကြည့်အောင်ဒီမှာပြထားတဲ့အချက်က wall တွေနဲ့ပတ်သက်ပြီးတော့များများသတိမထားမိတတ်တဲ့အချက်တစ်ခုပါဆိုကြပါစို့ wall တစ်ခုရဲ့အပေါ်ကို roof နဲ့ဖြစ်အောက်ကို floor နဲ့ဖြစ် attach လုပ်ထားမိရင်သူ့ရဲ့ properties ထဲက top offset တို့ base offset တို့မှာဘယ်လောက်ပဲခဏနေကြောင်းထည့်နေအလုပ်လုပ်တော့မှာမဟုတ်ပါဘူးဒါလေးရတော်လေး show သွားစင်နေတဲ့အချက်မို့သတိပြုသင့်ပါတယ် dimension တွေအတိုင်းကားတွေကိုပြင်တဲ့အခါမှာအသုံးများတဲ့သူတွေတောင်မားတတ်တဲ့ချက်တစ်ခုရှိရဲအဲ့ဒါကတော့အကွာဝေးကိုပြောင်းချင်လို့ဆိုပြီး dimension line ကိုတိုင်းကိုတွားပြီး click နေတာပါပဲတကယ်တော့အဲ့လိုတိုက်ပြင်လို့မရပါဘူးဒါဆိုရင်နီလန်းအမှန်ကဘယ်လိုလဲအရန်လွယ်ပါပဲအဓိကကတော့ရွှေချင်တဲ့ element ဥပမာဒီပုံထဲက grid line ကိုရင်ဆုံးဆက်လက်လုပ်လိုက်ပါပြီးတော့မှအဲ့ဒီ element နဲ့ဆိုင်တဲ့ dimension ရဲ့တန်ဖိုးနေရာကို click နှိပ်ပြီးကိုလိုချင်တဲ့ကဏ္ဍကိုရိုက်ထည့်လိုက်ရုံပါပဲတောင်မှအကွာဝေးတွေကိုတိတိကျကျနဲ့ပြင်ဆင်လိုက်မှဖြစ်ပါတယ်ဟုတ်ပြီအခုဆိုရင် model element တစ်ခုချင်းစီကိုပြင်ဆင်တာကနေ project တစ်ခုလုံးကိုပို့ပြီးရှင်းလင်းအောင်အလုံးလုံးဟာလာပို့ချီအောင်လုပ်ပြနိုင်မြဲ view setting တွေဘက်ကိုဆက်ပြီးတွားချိကြရအောင်ပုံမှန်အားဖြင့် 3D view တွေဖြစ်တဲ့ plan ဒီ section တွေမှာအလုပ်လုပ်တဲ့အခါ detail level fine ထားပြီး visual style ကို wire frame နဲ့ထားတာက computer ကိုလည်းပေါ့စေတယ်လို့အလုပ်လုပ်ရတာလည်းပိုရှင်းလင်းပါတယ် 3D view တွေမှာတော့ shader နဲ့ထားတာကပုံကိုပိုပြီးမြင်သာစေတာပေါ့ဒါတွေကတော့ကိုယ့်အချင်းဒီပုံမှုဒီပြီးအကောင်းဆုံးဖြစ်အောင်ပြောင်းလဲသုံးစွဲနိုင်တဲ့ setting လေးတွေပါတခါလေအရေးကြီးတဲ့ east တို့ west တို့လို elevation view တွေကိုမတော်တဆဖြတ်မိသွားတတ်တယ်အဲ့ဒီလိုဖြစ်သွားရင်လည်းလုံးဝစိတ်မပူပါနဲ့ဒီမှာပြထားရတဲ့ view depth ထဲကနေ elevation ကိုပြန်ခေါ်ပြီးရ marker အသက်ကိုနေရာချသက်ဆိုင်ရာနာမည်ပြန်ပေးပြီး far clipping ကို no clip ထားလိုက်ရုံနဲ့အလွယ်တကူပြန်ရနိုင်ပါတယ် model ထဲက element တစ်ခုခုကို select လုပ်လိုက်တဲ့အခါမှာဒီလို armated ပုံစံ warning icon လေးပေါ်လာတာကိုတွေ့ဘူးကြမှာပါဒါကဘာကိုပြောတာလဲဆိုတော့အဲ့ဒီ element မှာ error တစ်ခုခုရှိနေတယ်ဆိုတာကိုသတိပေးတာပါဒီ icon လေးကိုနှိပ်လိုက်တာနဲ့ဘာပြဿနာရှိနေလဲဆိုတာကိုအသေးစိတ်ပြပေးမှဖြစ်လို့ကို model ကိုစစ်ဆေးဖို့အတွက်အရင်ကအသုံးဝင်တဲ့ tool တစ်ခုပါပဲကဲနောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့ Revit project တွေရဲ့အခြေခံအုတ်မြစ်တွေလို့ပြောလို့ရတဲ့ family တွေအကြောင်းပြောကြမယ်တကားဒီပြင်းမောက်တွေကနေပရိဘောဂတွေအထိကို model ကိုတိစောက်ထားတဲ့အရာအလုံးက family တွေပဲလေအဲ့ဒါတွေကိုဘယ်လိုထိရောက်စီမံခန့်ခွဲမလဲဆိုတာကြည့်လိုက်ရအောင် family တွေတိစောက်တော့မယ်ဆိုရင်လိုင်းနာတင်တဲ့အခြေခံကြားဆုံးချွေစီးမြင့်တစ်ခုကတော့ elevation view တွေမှာဘယ်အရာကိုပဲဆွဲ reference level ကနေအများအားစတင်ဆဲဖို့ပါပဲဒီလိုလုံးမှကို fan တီလိုက်တဲ့ family တွေက project ထဲမှာသုံးတဲ့အခါပိုပြီးတည်ငြိမ်ပြီးခက်မှန်းရလွယ်ကူမှာဖြစ်ပါတယ် wall based family တွေဥပမာပြင်းပေါက်တို့တကားတို့ဖန်တီးတဲ့အခါမှာတည်ငြိမ်မှုအတွက်အရေးကြီးဆုံးအချက်ကတော့ဒီမှာပြထားတဲ့အတိုင်းပါပဲ wall ရဲ့အတွင်းဘက်နဲ့အပြင်ဘက်ကိုကိုစားပြုတဲ့ reference plane တွေနဲ့ကို family ရဲ့ geometry ကိုသေးသေးချာချာ lock ချိတ်ထားဖို့လိုပါတယ်။တောင်မှသာ family က host wall ရဲ့အထူးအပန်ပြောင်းလဲမှုတွေနဲ့အတူမှန်မှန်ကန်ကန်အလုပ်လုပ်နိုင်မှာပါကိုယ့်ရဲ့ project file size ကိုတည်နေအောင်ရှင်းရှင်းလင်းလင်းဖြစ်နေအောင်လုပ်ဖို့ကလည်းအရေးကြီးပါတယ်။မလို့အပ်ကြတဲ့ family type တွေကိုဖယ်ရှားချင်နေစဉ် project browser ထဲက families အောက်ကိုတွားဖြတ်ချင်တဲ့ type ကိုရှာပြီး right click နဲ့ delete ကိုရွေးလိုက်ရုံနဲ့အလွယ်တကူရှင်းလင်းလို့ရပါတယ်။ကဲဒီနေ့မျှဝေခဲ့တဲ့နီလန်းဒီ
ချက်လက်တွေအများကြီးထဲကမှဘယ်ချက်ကကိုယ့်ရဲ့နေ့စဉ် Revit အသုံးပြုမှုပုံစံကိုအများဆုံးတိုးတက်ပြောင်းလဲစေနိုင်မလဲဆိုတာကိုပြန်ပြီးစဉ်းစားကြည့်ဖို့တက်တွန်းရင်းနဲ့ပဲဒီတင်ဆက်မှုကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်